မိတ်ဆွေတို့ရဲ့အိမ်ထဲမှာတတိမထားမိပဲလုံးမိတော့အမားတွေများဘာတွေလဲအလောက်ကင်နေအစင်မပြေတော့တာတွေဘာလို့အစင်မပြေတာတွေစီးပွားတွေလည်းကြောက်ပါတယ်ဆိုရင်တင်ရဒီအိမ်မှာဒီလိုအမားတွေလုံးမိတာလို့ပါမိမိတို့ရဲ့အိမ်ထဲမှာဘလက်တစ်နဲ့အိမ်နံပါတ်ဆက်တဲ့ချက်ကိုဟောပြပေးပါမယ်နံပါတ်1ချက်အိမ်ထဲမှာထီမလက်ပါနဲ့အိမ်ဆောင်ကကိုယ့်ကိုအမျက်တော်သာထွက်တတ်ပါတယ်နံပါတ်2နိုင်အပွဲအထက်တွေမထားပါနဲ့ရုတ်တရက်ထမိလာရင်သေးတော့မဲ့နံပါတ်ပါပဲနံပါတ်3ချက်ဘယ်ပန်းဟိုမှာပန်းအထူနဲ့အန်ဒီကိုနှစ်မျိုးရောထားတာမျိုးမလုပ်ပါနဲ့ငါတို့တစားထိခိုက်မှုရှိတတ်ပါတယ်နံပါတ်4ချက်နိုင်ရဘူးစိတ်အစိမ်းရောင်မတော့ပါနဲ့ရုတ်တရက်အစိမ့်မိတာတွေဖြစ်တတ်ပါတယ်နံပါတ်5ချက်အိမ်ထဲမှာပစိန်တို့ပေါတုစတာတွေကိုမထားပါနဲ့အိမ်သားတွေမကြာခဏခိုက်ရန်ပြပွားတတ်ပါတယ်နံပါတ်6အိမ်ထဲမှာလှုပ်ကနထိုင်မထားပါနဲ့မချမလို့တွေရှိရင်ညူတတ်ပါတယ်နံပါတ်9စူးပါတဲ့ပန်းတွေအပင့်တွေကိုအိမ်ထဲမှာမစိုက်ပါနဲ့အလုတ်ကင်တွေအစစ်မပြေဖြစ်တတ်ပါတယ်နံပါတ်10ကတိအိယာဘေးမှာနှာမချိတ်ပါနဲ့ဖောက်ပြန်တတ်ပါတယ်အိမ်ရင်နဲ့ချိမရအောင်မှန်ကိုလွှဲပြီးတော့ထားပါနံပါတ်9မနက်အိယာထားရင်အိယာတွေကိုမသိမ့်ပေးမထားပါနဲ့ညတော်တော်နဲ့အိမ်မပျော်ဖြစ်တတ်ပါတယ်နံပါတ်10တရိတ်ဆာအစစ်တိန်နဲ့လှုပ်ထားတဲ့အရေကူးတွေအယူမူကောက်တွေစတာတွေကိုအိမ်ထဲမှာအလှမစင်ပါနဲ့ကန်ညက်တတ်ပါတယ်နံပါတ်7နေရမှာဒီကားထောင်သွားတာတွေပလဲထားတာတွေဘလို့ပါနဲ့အမှုခင်းကြုံပြီးအဆုဆွဲခံရတတ်ပါတယ်နံပါတ်7အိမ်ထဲမှာဖျားစင်ကိုနှစ်နေရာဖွဲပြီးတော့ဥစောတာတွေမလွတ်ပါနဲ့သားသမီးတွေကန်ညက်တတ်ပါတယ်ငွေစီမစ်စီးပွားမဖြစ်တာတွေခြာတက်တယ်စိတ်အေးချမ်းစွာမနေရဘူးမိသားစုတွေအထူးထူးရှိပဲခွဲနေရတတ်ပါလေဒါကြောင့်မိတ်ဆွေတို့အိမ်မှာဒီလိုမျိုးဆုံးဖြစ်လိုက်ပါကန်ညက်တဲ့အရာတွေကိုလုံးမိပြီဆိုရင်အခုကစပြီးတော့ရှောင်ရှင်သစ်ပါလေဒါမှစီးပွားလက်လာပါတွေဒုတက်တဲ့ဟိမိသားစုတွေပျော်ရွှင်တဲ့အိမ်ဖြစ်မှာသိကြပါပဲဘုတူတရမယ့်အကြောင်းအရာလေးတွေကိုထင်ဆက်ပေးမှာမို့လို့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်